သိန်း2000အောက်မှာဂျပန် brand စစ်ထဲကလည်းဖြစ်ရမယ်။ မော်ဒယ်ကလည်းမြင့်ရမယ်။ နံပါတ်လည်းမြင့်မယ်။မော်ဒယ်မြင့်တဲ့အပြင်နံပါတ်လည်းမြင့်မယ်။ပြီးရင်ခုလိုမိုးရင်းကာလမှာအောက်ပိုင်းလည်းမြင့်မယ်။ဒါအပြင်မှာတပတ်စာစီကိုရာလောက်တဲ့အပြင်မှာစီစားကလည်းတက်တာ။အဲ့လိုကားတွေကရှာနေတယ်ဆိုရင်ကျွန်တော်ဒီမှာဂျပန် brand စစ်ဖြစ်တဲ့ Nissan Qashqai 2018 model တစ်စီးရောက်ထားပါတယ်။ဒီကားလေးက engine power 1.6 diesel gear 6 speed gear ဖြစ်တယ်။ဒါအပြင်မှာဒီကားလေးကကျွန်တော် first owner စီကနေတလက်ကင်စီရထားတာ။ရှေ့လူကလည်းတော်တော်ကိုတည်တည်ချာချာထိမ့်သိမ်းထားတဲ့ကားလေးဖြစ်တဲ့အတွက်ကားကဒဇင်းလုံး original ဆေးပါအတိုက်ခိုက်လုံးဝမရှိဘူးကားအရန်တန်ပါဒီကားလေးမှာဘာ function တွေပါလဲဆိုတာကျွန်တော်အနည်းငယ်ရှင်းပြပေးပါမှာဖြစ်ပါတယ်ဒီမှာဆိုရင်သူ့ရဲ့ Qashqai original ခြေနှင်းတန်းဒါလေးလုံးဆိုလဲ90ကျော်ကြံအောင်ပဲလုံးဝဒါလေးလုံးလဲစရာမလိုသုံးလို့ရမှာဖြစ်ပါတယ်သူ့ရဲ့ဒီအတွင်းကမ်းမှာဆိုရင်လည်းရိုးရိုးရှင်းရှင်းပဲoriginal တော့ပေါ့ poster တော့မဟုတ်ဘူး Nissan original တော့ဖြစ်မယ်ပြီးရင် original TV 2019ဖြစ်တဲ့အတွက် Android တွေပါရတော့မဟုတ်သေးဘူးပေါ့ electric parking brake ပြီးရင် gear မှာဆိုရင် auto menu ပဲနှစ်မျိုးမောင်းလို့ရမယ်ထိုင်ကုန်အားလုံးကိုရှမ်မိုင်းသုံးပေးထားတယ်သူရဲ့ original ခြေနှင်းကင်းတွေပါပြီးသားဖြစ်တယ် original black box ပါမယ်လက်ရှိ original kilo က9000ကျော်ပဲရှိပါအောင်ဖြစ်ပါတယ်သူရဲ့ CR တိုင်းဆိုရင်လည်း Nissan တစ်စိမ့်လေးနဲ့ဒီဇိုင်းလေးကတစ်မျိုးလေးလှတယ်ဘောလုံးဆိုနှစ်ဖက်အပြည့်ပါမယ်ဘောလုံးအတိုးလျှော့တွေပါမယ်ဒီကြော်တဲ့ဟာတွေပါမယ်ပြီးရင် cruise control ပါသွားမှာဖြစ်ပါတယ်သူ့ရဲ့နောက်ခန်းလေးကတော့ compact SUV size ဖြစ်တဲ့အတွက်အရန်ကြီးတော့မကျဲဘူးဒါပေမဲ့မကျဲဘူးဆိုပေမဲ့လည်း luggage အကြီးတစ်လုံးလောက်ကတော့ကောင်းကောင်းဆန့်တယ်နောက်ဘုံမော်တာတော့မပါဘူးဒါကတော့ Nissan Qashqai လေးရှေ့ Qashqai 9ကျူလင်းကမရလိုက်တဲ့ customer တွေအတွက်ကျွန်တော်အခု Qashqai လေးရောက်ပါပြီအမြန်လာရောက်ဝယ်ယူဖို့ဖိတ်ခေါ်ပါတယ်ဒီကားလေးရဲ့လက်ရှိဈေးနှုန်းကတော့3000အောက်မှာရမှာဖြစ်ပါတယ်China brand တွေ Korea brand တွေမကြိုက်ဘူး JDM ကားစစ်ကားကောင်းကောင်းအောင်မှလိုချင်တယ်ဆိုရင်ဒီကားလေးကိုယူဖို့ recommend ပေးပါတယ်ဒီကားလေးရဲ့ဈေးနှုန်းက1980ညှိနှိုင်းနဲ့ရောင်းချပေးမှာဖြစ်ပါတယ်အရှိကြယူမယ်ဆိုရင်ကျွန်တော်တို့1050 1100ဝန်းကျင်သို့မဟုတ်1050ဝန်းကျင်ဒေါင်းပေးမှသွင်းပြီးတော့9နှစ်အရစ်ကျယူမယ်ဆိုရင်တစ်လအောင်မှာ22သိန်း5000ဝန်းကျင်ပဲကျတဲ့မှာဖြစ်ပါတယ်အလဲထက်လုပ်မယ်ဆိုရင်လည်းမိတ်ဆွေတို့မှာရှိတဲ့ကားတွေနဲ့လာရောက်ပြီးတော့အလဲထက်လုပ်လို့ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် Great Friendship ကမြတ်သွေးပါ